ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ဆရာရှင်ရဲ့ရှိတဲ့ကိုမိတ်ဆက်ပေးတဲ့အတွက်ပါချိန်ပေးပါတယ် ဒီစီစီကျောင်းသားဟောင်းတွေကြောင့်အားလုံးလာကြဖို့ဖိတ်ပါတယ်။ဒါပေမဲ့ဒီစီစီကျောင်းသားဟောင်းတွေကေဘမလွယ်ဒီတစ်ခါဝှဆောင်ဖို့တော့မှတစ်ချင်းဆိုဖို့တရားဖို့ဝဲတော်ပြီးဖို့ဆိုတော့မှတရားပြီးတော့ပုံစံတော့မှဒီမှာတွေ့ရပြီးတဲ့ဆရာမအိုင်ရန်ဆိုစိတ်ကကြတယ်နော်သူတတ်မှတ်နေတာတည်းလေးပဲကြံတော့တယ်ဒီတော့အဲ့ဒီနာမတဲ့ဒီတော့ဆရာမဘာလဲCBN မှာဟိုအားနေတယ်ဟိုဆရာမမားရဲ့CBC လာကြောင်းနဲ့တဲ့ဆရာမကြီးဖြစ်တဲ့မြို့သားရှိတဲ့ခါမှာမြို့သားကတော့လို့လည်းခေါ်လို့မရဘူး။အဲဒီကြားခါကျရင်ဆရာမကြီးအမြို့သားကျတော့ဘယ်လိုခေါ်လဲဆိုတာကျွန်တော်တို့ကစီဝေးလို့ရှိပါလေ။ဒီခါကျရင်ဆရာမဘူးMBCC department မှာ assistant manager associate director နော်ဒီလေဒီခါကျရင်ဆရာဒီလေထွန်းCBC တရားကျောင်းမှာလက်ထောက်တဲလို့ဆရာလာဘာလာမသိဘူးနော်အဲ့ဒါဆိုရင်တရားဝင်တယ်ဘယ်မဲ့ဆက်တဲ့နာမည်ဆက်ပြီးဘူး
ဆက်တဲ့နောက်လာတော့အဲ့မှာတော့ဆောင်နေပါလေပြီးတော့လည်းစမဟာပြီးအဲ့က
ရာနဲ့သူတဲ့လို့ချီးဆိုကြတာကျိုးတဲ့ကြောင့်နာဖြစ်တဲ့ကြောင့်ဒီမှာနေဒီကောင်းတဲ့တဲ့ဆိုချင်တာဖြစ်တော့ဘုရားရဲ့ရှင်းတဲ့ဆိုပြပါရရတဲ့စာပြပါတော့ဘုရားပြောပါတယ် ဒါသမီးရောက်စီတိုင်းကိုဌာနမိတာတော်နဲ့ချတော်မူ၏အချိန်တိုင်းစက္ကန့်အပြည့်ကာဝယ်ဆောင်မလို့တော်ဘုရားရရှိကျတဲ့သောကာလကကဲသောကာလဖြစ်တော်များတဲ့ဘုရားကြီးရဲ့ဥပါရှိခြင်းကြောင့်ကျွန်တော်တို့ဤဒီစီကြောင့်တော်ကြီး2025-26
ပညာသင်နှစ်ဝက်ချာပယ်ပေပွဲကျေးဇူးတော်ချီးမွမ်းခြင်းကိုကောင်းမွန်စွာအစပြုနိုင်ပါကဒီနေ့ဤချိန်ဒီလမ်းပြကာဝယ်ကိုယ်ဆောင်ကြောင့်ဘုရားကိုပဲကျေးဇူးတင်ပါ၏ဤဘုရားကြီးစီစဉ်တဲ့ကိုပါရတဲ့ဘုံတော်တင်ရှားဖို့ရတဲ့တော်လာနိုင်ငံတော်အတွက်တော်ကကျွန်တော်ပေးလို့တော့ဒီလိုမျိုးကောင်းချီးပေးနာပါဒီလိုကြတော့ကျွန်တော်အရောက်စီတဲ့ကိုလည်းကောင်းချီးပေး၍ကိုပါရတဲ့နိုင်ငံတော်အတွက်သာသနာတော်အတွက်စားတဲ့ကိုပေးနိုင်တော့အာဒီကြီးရဲ့ပြည်စည်းဖို့မှာကောင်းချီးပေးတော့ပါဒီလိုမျိုးလည်းကိုပါရတဲ့တုံးခုတော်မှာကိုပါရတဲ့ဘုံတော်တင်ရှားဖို့အတွက်တော်ကသာသနာကျေပြန့်ဖို့အတွက်တော်ကတုံးခုတော်ပါဒီလိုမျိုးသက်ဆိုင်တဲ့မှာလည်းဒီမိုင်းရှိတဲ့ရှိအမှန်တရားကိုဘာပဲအဲ့လိုမျိုးဘုရားစွာဒီလိုမျိုးဆက်တဲ့အနေနဲ့ပါတယ်အာမင်ဆောင်ပြီးသွားတယ်ဆရာနဲ့ဒီတော့ပြီးသွားတယ်ဘုံတော်ရှိမှသွားတယ်ဆိုတော့ဒီကျေးဇူးတင်ပါတယ်ဒီချိန်မှာကျွန်တော်တို့ထူးထူးတောင်းရတဲ့ချိန်ဖြစ်ပါတယ်ထူးထူးတောင်းရေးဖို့ရတဲ့ဆန္ဒတင်မှုကိုယေရှုခရစ်နာမနဲ့ပြုလုပ်ပါတယ် ပ
ပရိုရှင်ဖတ်ရရှင်နေပေတီတီကိုလည်းကိုတော့လေဝဲလို့စတောင်းပါတယ်ကောင်းချီးပြီးတော့ပါပေါင်းလို့ဆောင်ပြည့်တဲ့ဒီစက်ကပ်ပြည့်တဲ့ဒီပရိုရှင်ဖတ်ရရှင်ပညာရေးပိုင်းမှာပရိုရှင်ဖတ်ရရှင်ဒီချက်ပိုးရီတို့ရဲ့စက်ကပ်စခံရတဲ့ဒီပေါ်မှာပရိုရှင်ကောင်းချီးပြီးတော့ကျင်းတဲ့အင်းတို့တဲ့ဘုရားကလို့ဆောင်ရှိတဲ့တောင်းတော်ရှိပေါ်မှာပရိုရှင်ဆက်တဲ့ဒီပရိုရှင်ညံပြဖို့ဆောင်ကောင်းချီးပြီးတယ်ကိုရောလည်းဝဲလို့စတောင်းစက်ကပ်ပါတယ်အခုချိန်မှာလည်းကျောင်းတော်ချင်းမှာပညာစည်းဖို့နဲ့ BTH, MTech စတဲ့ပညာသင်ကြားနေတဲ့ရှိတဲ့သူများတွေဆုတောင်းပါတယ်။ Project ဖတ်ရရှင်ကိုကြောင်းမှာလည်းဆောင်ရွက်ဖြစ်ကြရမယ်ဖြစ်ပါတယ်။ဘာသာရေးမိမိတို့ရဲ့ကျမထားတဲ့စာရေးရရှင်တို့ပတ်တော်ဒီတကယ်ပဲတာသမီတို့တဲ့ဘုံတော်ရဲ့ရှိတဲ့အားလို့ဆိုတာသမီတို့ရဲ့ဖြေချခြင်းနေရာတွေသင်ကြားခြင်းနေရာတွေဟာအလားအဟာတမဖြစ်ဘဲနဲ့တာသမီတို့ရဲ့အသက်တာမှာရှင်သန်သွားနိုင်ဖို့အတွက် Project ဖတ်ရရှင်ကိုရှင်ပြီးတဲ့ဉာဏ်ပညာအားဖြင့်ကောင်းမွန်သော first semester ကိုကောင်းမွန်စွာဖြည့်ဆို့နိုင်တဲ့Project ကျောင်းသားကျောင်းသူတရားချင်းစီနဲ့ဖြစ်စေနိုင်ဖို့ Project မှာစာရေးကောင်းပြီးတော့ဒီနာလို့ပါပညာသင်ကြားရရှိတဲ့ပညာတာဝန်မျိုးချင်းစီနဲ့ရတဲ့တာ Project ဖတ်ရရှင် in person တွေလို့ပညာလို့ပါ online ကနေပြီးတော့သင်ကြားနေတဲ့တရားချင်းစီနဲ့တက်တာကိုကောင်းချီးပြီးနာလို့ပါမိမိရဲ့သင်ကြားမှုကာလတစ်လျှောက်လုံးမှာ Project ဖတ်ရရှင်ပါရှိခြင်းတွေအမှန်မှန်ရှိပါတယ်တခါတည်းမှာကျမ်းမာခြင်းအားနည်းလို့တရားရှိနေဖြစ်ပါတယ်တခါတည်းမှာငွေကြီးလုံးမလုံးသားမှုတွေရှိနေဖြစ်ပါတယ်သို့တော်လည်း Project ဖတ်ရရှင်ဒီပညာသင်နှစ်ကိုစုံထတဲ့ Project နဲ့တက်ဖို့ဆောင်အောင်ချီးပြီးပါမိကြောင်းကျောင်းသားကျောင်းသူများအားလုံးပေါ်မှာကိုရိုလည်းပဲဆုတောင်းဆက်ကပ်ပေးပါရပါ Project ဖတ်ရရှင်တို့ရဲ့တက်တာတို့ရဲ့ပေါင်းဆက်ကပ်ခြင်းဒီသင်ကြားတဲ့ကာလတစ်လျှောက်မှာမိမိတို့ရဲ့သင်ကြားရတဲ့ပညာများအားဖြင့်သူတို့ရဲ့အတက်တာမိမိတို့ရဲ့အမှုတော်ဆောင်ခြင်းမှာကိုယ်တို့ရဲ့တိနာနဲ့နိုင်ဖို့ကိုယ်ရှင်တော်တဲ့ဉာဏ်ပညာစုကျေးဇူးများကိုကိုယ်ရှင်ပြပါမိကြောင်းဆုတောင်းပါတယ်ပါဗျာခင်ဒီကနေ့တာဝန်ပြီးတော့ဘုရားပတ်တရားတော်အားဖြင့်ဝိညာဉ်ရဲ့ဆက်ပေါ်မှာကိုယ်ရှင်ကောင်းချီးပေးပါသူရဲ့လို့ရှင်ပတ်သက်ကိုယ်ရှင်တော့သူရဲ့တာဝန်ကိုကြည့်ဆောက်ဆရာဖြစ်စေတော့နော်စကလုံးများဆောက်ဆရာဖြစ်စေတော့ကိုယ်ရှင်ရဲ့လွတ်တော်တဲ့စကားများကိုကိုယ်ရှင်ပါဗျာရှင်ဒီနာအားဖြင့်တူပါကိုယ်ရှင်ပါဗျာရှင်တာဝန်ပြီးဒီနေ့ချိန်တိုင်းလုံးစုံနဲ့တာဝန်ကိုစက္ကန့်နဲ့ဆုတောင်းတဲ့အခါမှာဒီမှာတော့ဒီရှိတဲ့တော့နာပါဝင်ပြီးလူတီချင်းများစွာဒီဆုတောင်းစက္ကန့်နဲ့ကြောင်းထားတဲ့ဆောက်ရခင်အာမင်ဒီဆုတောင်းပြီးတော့လည်းစေမောင်ကျေးဇူးတင်ပါတယ်ဒီချိန်မှာဘုဆောင်အဖြစ်ဘုံတော်ရှိမွန်လေးကိုရတဲ့စက္ကန့်ပြဆုနဲ့မျိုးဒီဆုနာကတိခေါ်ပါတယ်
လည်းပြောတယ်ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ဆရာပြန်နေဆရာဒီကကျွန်တော်16နှစ်မှာဒီစီမှာကျွန်တော်ဆရာအောင်မှာစောင့်ပါတယ်ကျွန်တော်16နှစ်အဲ့တော့ဆရာပြန်နေဆရာဒီကတော်လေးကိုအသက်အရွယ်ကြီးရင်တယ်ကျွန်တော်ဒီနေတာမြန်မာစကားစုတွေတော့ချက်မှာတော့ဆောင်နေဖိလစ်ပင်းထွက်သွားတယ်ပြီးတော့ပြန်လာတယ်ဟိုဆောင်နေမာတီကတ်တဲ့ပြန်လာတယ်ဆိုတော့တွေ့တာတော့ကြာဒါပေမဲ့ပေါင်း20ကျော်မှာပြီးတော့သူတို့ကျွန်တော်တို့ဘူးဆိုတော့ဆရာကြီးကဆရာညက်ကကြီးလေးဘူးလေဆိုတော့ဆရာညက်ကကျောင်းရှိမှာပတ်နေတယ်အများကြီးရှိတယ်နော်တပြိုတော့မထင်နဲ့နော်အချင်းလို့မဟုတ်ပါဘူးဆိုဆရာတို့ကကျွန်တော်ကဒီစီမှာဘာလဲကျွန်တော်ဒီစီလဲဆိုတော့ the role of church the role of music in the church ပဲနောက်ထပ်ကျွန်တော်ဒီစီလေးပါတယ်ဆိုတော့ဒီစီကိုစုံမဆိုပြီးတော့ကျွန်တော်ဆက်ပြီးဆိုတော့လူတွေကဆက်နေတယ်နော်ဒါကျွန်တော်တို့ဒီစီကျွန်တော်တို့ကအောင်ဆက်ကြတော့ကျွန်တော်ဒီကလေးဆိုတော့ဆရာတို့ကျွန်တော်စပေါ်နေအောင်ဆိုတော့ကျွန်တော်တို့က music တော်တယ်ဆိုတော့ဒီထားအောင်ထားတယ်နော်ဆိုတော့ဒီကနေ့ကျွန်တော်ရဲ့ဒီစီမှာလည်းဆရာလက်ဆရာများတယ်ကျွန်တော် music တွေနော်အခုမှဒီလိုဆိုတော့ကျွန်တော် first year မှာဆရာပြန်တယ် basic တွေနော်ဆိုတော့ advanced တော့ second year မှာဆရာပြတ်တယ်နော်ဒါကျွန်တော်ဒီ music ဆရာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပေါင်း20ကျော်ကကျွန်တော်ရှားပြန်မှာဗျာဘယ်လိုလဲ16နှစ်သားကလည်းတော့တက်နေစရာဖြစ်ပေါ့ဒီနေ့တော့ဗျာလေးနာတဲ့နေရာမှာကျွန်တော်မှာဗျာလို့နောက်ပြန်ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ခေါ်ရလို့ဆိုတော့မှာဗျာပဲတော့ဘာဖြစ်မှာပေါ့နောက်ဒီစီမှာတက်ရတယ်အများကြီးဆိုတော့ကျွန်တော်က second batch ပါကျွန်တော် second batch ဒီစီ first batch ကဆမမာယာတူနာကဆမကိုသူတို့တော့ပြည့်ဆမပါဘယ်ခဏကြာကျွန်တော်ပြောလို့ပြဆမသူက first batch တို့ရဲ့ပါရမီဟာကျွန်တော်တို့ second batch မှာ second batch မှာပြောကြတယ်ကျွန်တော်တို့စတဲ့တော့စမ်းကြောင်းမှာရှိတဲ့အခါလေးပါတို့တက်ကြတယ်ခေါင်းကျတော့ကျွန်တော် first year စတဲ့တော့ကျောင်းရဲ့ rule ရအခုတော့အဲ့တိုင်းတော့ဒီပါ first year မှာ first semester မှာ receive တဲ့ batch တော့တက်ရတယ်ဒါပေမဲ့ second semester မှာကျွန်တော်စတော့ devotion စတော့church person နော် devotion စပြီးတာကျွန်တော်လည်းလက်ချတယ်ဆိုတော့ကျွန်တော်တို့မှာအတက်ကြီးတဲ့ဆရာတော်ပါတယ်ဆရာတော်ဝင်လို့ခေါ်တယ်အရှိန်တက်ကျိုးတဲ့တော်လေးကိုကြည့်တယ်အဲ့တော့ဒီဆက်ခေါ်ဆက်ရှာရှိတယ်ကျွန်တော်ဆက်ချောင်းလိုက်တော့အဲ့ဒါကိုပါတယ်သူတို့လည်းတော့တိတိကျကျအားလုံးကအင်းစံကအားလုံးကြည့်တယ်ဟုတ်လားဒီတော့အားလုံးကဒီအားတာတယ်တော့ပါဆိုတော့သူကကျွန်တော်တို့အချင်းကြီးကချက်တော့မှာသူကအဲ့ဒီလိုရှင်းတော့အချင်းကြီးကတော့ကျွန်တော်လည်းကြောင်းတက်တော့ဆရာတို့ဆိုအမောင်းပြီနော်ခဏနောက်ပဲခဏနောက်ခေါင်းပြတာဒီမှာကျွန်တော်ဘက်စကတော်လေးကိုစားမှတယ်မှာပေါ့အဲ့ဒါကျွန်တော်တို့ကကျွန်တော် music နဲ့ရတော့အချင်းတို့ကျွန်တော်အချင်းကြီးကအဲ့ကျွန်တော်အချင်းနဲ့ပို့ယူတယ်အဲ့ဒါသူလည်းအဲ့ရှိတော့ပါမယ်အဲ့ဒီ devotion တွေပြီးတော့အစချင်းဆိုတော့ဒီအားလုံးပါမှာအစစ်တွေနောက်ဆုံးအချင်းမှာတော့ဖြစ်ပါလေဆိုတော့အားလုံးမှာကျွန်တော်တို့ဒီစီမှာဒီစောင်းရှိတယ်အဲ့ဒါမှာဆရာတို့ချုပ်တာလည်းစောင်းအစင်းရတယ်ရှိတယ်အားလုံးကတော့ဆရာတွေကပြောင်းနေတာပြချင်းအောင်အဲ့ဒီရှိမှာဥစ္စာတွေဆရာတော်ကတော့သူတို့ဒီဘာချင်းလို့ဒီတော့ကျွန်တော်ယူလိုက်အဲ့တော့ဘာလို့ဆိုတော့ဒီဘာလို့လဲဒီလက်နောက်တော့ဒီဘာလို့လဲအဲ့ဒီဆောက်ပြတော့ကြောင်ကြည့်ဆိုတယ်ဘာချင်းဆိုတော့ Holy Child of Faith အဲ့တော့ဘာလို့မဆိုတာနော်ဆိုဆရာကတော့ဘာကတည်းကပြောချင်ချာတော့ဆရာဘာမှမသိဘူးလက်ရှိခရစ်စတ်ချင်းနဲ့ဒီဘာလို့အားလုံးပဲအဲ့ဒါကျွန်တော်ချက်ပြပါလို့ဆိုတော့ကျွန်တော်ဒီနေ့ကိုကျွန်တော်ဆက်ပြီးတော့ဒီတိုင်းပဲဒီဇာတ်ပဲကျွန်တော်ကဖွင့်တော့ကျွန်တော်ထင်ပါတယ်အားလုံးလည်းခုံးပြီးလုံးကြည့်ရတော့အင်းဒီစာပြောလို့တော့လည်းအခြေပေါ်ရှိတယ်ကျွန်တော်တို့တော့လေးကိုစူးစမ်းမှရှိတယ်ကျွန်တော်အဲဒီ first year မှာဆန်းကြောင်းပါပထမတစ်ခေါက်တော့ကျွန်တော်လည်းမလုပ်ခဲ့ဘူးဟို chair ဆိုခဲ့တယ် second year ကျတော့ just second year ပဲ insect ပါအဲကျွန်တော်တို့ကိုစာလည်းဟိုကျွန်တော်ကြောင်းအားတော့ဟို chair ဆိုအဲ့ဒီတိုင်းကျွန်တော်စောက်တော့ပြောချင်တယ်ဆိုတော့အားလုံးကိုကြည့်စီမစားမှာကျွန်တော်ကစိတ်မှာလို့စူးစီးပြီးတော့ကျွန်တော်ရှိမှာတော့ file ကိုပြောချင်တာအဲ့ဒါကျွန်တော်လည်းပြောရပါတယ် Let's collect our hearts Let's collect our hearts
တော်လုံးမသိဘူးအဲ့တော့ကိုရောနာတယ်အဲ့ဒီစင်ပါအဲ့ဒီဒီမိုရှင်ဆောင်စင်ပါတော့ကျွန်တော်လည်းကျမောရလို့ရှိတယ်တော်တယ်ဒါအန်တီစီယာဒီကလေးရှာတယ်ဒီဘောစားတဲ့တော်မိစားတဲ့တော်မှာကျွန်တော်ရှင်းတာတကယ်ချင်းဆိုတော့လုံးဝကျွန်တော်လည်းဖလို့ရဘူးဘယ်လိုလဲရှိကနေရတာဆိုတော့အပြည့်အစုံကအမှားရတဲ့ကျွန်တော်ဒီအဲ့ဒီစီမှာတက်လာတာဖြစ်ပါတယ်နော်ဆိုတော့ဒီကုရောပြောပြဆိုအချိန်ကြာကြာလို့ဒီနေ့ကပါလဲအကယ်၍ fix ရှိဆိုတာနော်အဲ့ဒီညာရှိတော့ဒီမှာဆောက်ပြီး senior စီတော့ရောက်တယ်ဆိုတော့လည်းဒီတော့ဆရာပြန်တော့ဒီရဲ့ကိုချီမှာကျွန်တော်တို့ဆိုင်နေတယ်ဆရာပြန်ကျွန်တော်တို့ကိုချီနေခဲ့တဲ့ assignment တွေအားလုံးသူပြီးတဲ့ကျွန်တော်လုပ်ခဲ့တဲ့ assignment အားလုံးမမှန်တော့ဒါပေမဲ့သူပြီးတဲ့ assignment ကိုကျွန်တော်တို့ဘယ်လိုပြီးရလဲဘယ်လိုလုပ်လဲဆိုတော့ဆရာပြန်ကကျွန်တော်တို့မှာဆိုတော့စာနဲ့ဒီဘက်ရဲ့ဟို assignment တွေနဲ့စာနဲ့မှာပါတဲ့ဒါဝိမင်းကြီးကသူ့သားတော်ဘယ်ဖြစ်လာတဲ့အကြောင်းဘယ်လိုမျိုးဘယ်ဖြစ်စေချင်တဲ့အကြောင်း20နဲ့သူပြီးတယ်အဲ့ဒါဒီဘက်ကျွန်တော်တို့ပြီးတော့နောက်မှာဟိုစဉ်းစားလာတော့မင်းတို့ကဟိုလိုကိုယ်နိုင်မှာဖြစ်စေတဲ့ဘယ်ကိုဘယ်လိုဖြစ်စေချင်လဲဆိုတော့ assignment ကိုကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ကတမန်ကျမ်းမှာပါတဲ့အတိုင်းဒီနဲ့လည်းအဲ့ဒီ assignment ကိုကိုပြီးတရားမလို့လားအဲ့ဒါတရားမလို့တော့ဒီဆရာကလည်းဆက်ကြည့်နေတော့ဆရာတော်မှာသူကလုံးဝအဲ့ကျွန်တော်တို့ဒီစမှာ assignment မှာ discussion လုပ်တော့သူကအဲ့ဒီမှာပြောနေတာဆိုတော့တရားမလို့တော့ assignment ဆိုပြီးမှလည်းဒီတော့မယ်ဆိုတော့ဆရာကဆက်ပြီးတော့ရှိဆရာမျက်နှာတော့ကျွန်တော်ကိုလည်းစိတ်နာလို့နော်ကျွန်တော်တို့ကစရအောင်ရှိတယ် first year plus အဲ့ဒါနောက်ဆုံးဆရာကသူတော့သူလည်းဆရာလည်းနေပါတယ်ဆိုတော့ကျွန်တော်ဂျန်မန်အောင်ဒီဆိုင်လို့ဆိုတော့ကျွန်တော်လည်းလုပ်နေတယ်ဆိုတော့တရားမလို့လားအဲ့ဆရာလည်းသူစိတ်မကောင်းတော့တယ်ဆိုတော့ကျွန်တော်လည်းဒီမှာစိတ်ကြသူတော့ဘယ်လိုဖြစ်နေကြဆိုကျွန်တော်လည်းဆရာစိတ်တော့ဟိုဒီတော့ဆရာကြီးကျွန်တော်လည်းမအောင်ဘူးအဲ့ဒါဆရာကအဲ့သူဒီနေ့ချာဘာမှမချာအဲ့ဒီဆိုတော့ဒီတော့ကနေကျွန်တော်လည်းလာပြောတယ်ဆိုတော့ကျွန်တော်ကပုံစံကြည့်တယ်ကျွန်တော်လည်းလာပြောဆက်လို့လာပြောတယ်ဘယ်ရောက်လဲဒီဖိုးရကျွန်တော်မလေးဘယ်လိုကောင်းတဲ့နေနေရတယ်ဖိုးရကျွန်တော်မရှိဘူးနော်ဆိုတော့ဒီနေ့ကလည်းချက်ပေါ်တော့ကျွန်တော်မရှိဘူးဆိုတော့ကျွန်တော်စတဲ့ပေါ့ဆိုတော့ဆရာကတော့ဆရာလည်းဇဝဲမှာကိုလည်းပြီးတော့ကျန်တာလည်းတော့ဆရာကစက်ကိုတက်တယ်ဟိုလည်းတော့မှာချားတယ်အဲ့ဒီပြီးတော့ရှိတော့တော့ပြောတာပြောမရှိဘူးပြောတော့အဲ့တန်းမှာတော့ဘာမှပြောစရာနောက်မှပြန်ချလို့ message ပြန်ချအားကြောင့်မလို့လေဆိုင်မလို့ရှောက်ဖိုးတော့တော့တော့ဖိုးတယ်အဲ့တော့ကျွန်တော်ကျောင်းမှာဖြစ်ခဲ့တဲ့အများကြီးလို့ရရှိပါတယ်ဟုတ်နော်စတာပိုင်းကချက်မကောင်အောင်ဒီလောက်ကျွန်တော်ပြောပြတယ်ဆိုတော့ဒီဖြတ်တဲ့ချက်ကိုချင်းလို့လေဆိုတော့ကျွန်တော်စီမှာတမန်ကျန်းလာတော့ဆိုတော့ဒီတမန်ကျန်းတဲ့ဘက်ကိုလေးတက်တဲ့ကလေးအရာအားလုံးကကျွန်တော်တက်ဆာမှာကျွန်တော်ဒီနာမကိုနာမည်ချက်ကျွန်တော်အဲ့ဒီ GCC လို့ခေါ်တဲ့ရှားပြီးကောင်းချီးပေးတဲ့နေရာလေးမှာဒီနေ့တောင်နေရတဲ့ဓမ္မပညာသင်ခံရတဲ့အရာကကျွန်တော်တက်လို့ရှားပြန်အမှုတော်ဆောင်ဖို့လုပ်တော့ကျွန်တော်မှဒီလိုပြောတယ်ဆိုတော့ဒီမှာကျွန်တော်တက်တာအောင်ချပါတယ်ကျွန်တော်ဒီစီတော့ဒီကျွန်တော်ချင်းတက်တာတော့လေးချပါတယ်ဆိုတော့ဒီမှာကျွန်တော်တက်တယ်ဆိုတော့ဒီနေ့ကကောင်းမှန်းဆိုတော့ကောင်းမှတော့မဟုတ်ဘူးခက်ခဲမရှိဘူးဒီအော်တူကျွန်တော်လည်းတော့ foundation ချပြီးကြည့်ရတယ်အားလုံးကစစ်စစ်ဒါလေးကိုတော့မရှိတဲ့ဒီမှာလို့ပြောချင်ပါတယ်အဲ့ဒါလေးစမ်းအဖေကပရိုဂျက်တင်ပါတယ်ဒီနေ့ကမှကျွန်တော်ရှင်းရတဲ့အမှုကြောင့်လို့ကျွန်တော်ပြောတော့ဦးဆောင်ရတော့ခွဲကျွန်တော်ရဲ့ဖောက်ပြဒီဂျူနီယာရဲ့ဒီလိုမျိုးတဲ့ဖတ်တော့ဘယ်လိုကိုရှင်းတင်ပါတယ်ဒီဖြစ်ဒီနေ့ကျွန်တော်ကြီးကအကြောင်းတော်ကြီးကဒီတော့ဒီနေ့တော့အခုတော့ဒီဘက်ကခံရဖြစ်ပါတယ်ဝိညာဉ်တော်ဖျားကျွန်တော်ကိုလည်းကြောက်ပါခေါ်ပြီးတော့တင်ပါဒီဆောက်ပြီးတော့ယေရှုတော်နာမနဲ့တရားတိကိုစက္ကန့်နဲ့ဆောင်သွားရပါဖျားအာမင်ကျွန်တော်အောက်စေကျွန်တော်ပြီးတဲ့ကောင်းတဲ့တော်ဒီနေ့ကျောင်းနဲ့တင်ချင်တယ်ပါဆရာ and can't hold to the so အဲ့ကျွန်တော်ပြောပါတယ်ကျွန်တော်စ GCC ကိုစ join တာက2001မှာစ join တယ်2005မှာကျွန်တော်ပေါ်ရပါတယ်အဲ့ကျွန်တော်စ join တဲ့မှာကျွန်တော်တို့ကျွန်တော် team ပေါ့ဘယ်တော့မှမပြီးနိုင်ဘူးအကျဉ်းကောင်းတယ်ကျွန်တော် first year ဝင်ချက်မှာ to build a to plan ပေါ့ so အဲ့ကောင်းတယ်ကျွန်တော်စတော့ကျွန်တော်ကြိုပေးရတဲ့ဒီဖြစ်ပါလေနော်ကျွန်တော်အနာကို first year မှာတင်းကျွန်တော်လေးပါဘူးနော်အဖေဆုံးပါတယ်ကျွန်တော်စဝင်နေတာကျွန်တော် to build a to plan ပေါ့အဲ့ဒီကြောင့်လည်းဒီစာဖို့ဖြစ်တဲ့
ကိုရီမှာကျွန်တော်တို့ကြားနေဆိုရတာလည်းခေါင်းရတယ်အဲ့လိုပဲမနေ့ကတနေ့ကပေါ့နော်ဆရာမအားနဲ့ကျွန်တော်ကိုရီမှာကျွန်တော်ကြည့်တယ်ဒီတိကဒီကြောင်းတစ်ကြောင်းလို့ဒီနေ့ဒီဖြစ်နေဆိုရင်တော့တဲ့နော် encourage hope call to review အဲ့ဒါကျွန်တော်လည်းဖတ်ကြည့်တယ်ရှာရ60တက်ပေါ့ကျန်ပါရဖတ်ချင်ပါတယ်ရှာရ60တက်ငယ်လေးမှာဒီရှာရ60တက်ငယ်လေးရှေးပြိုပြရတို့ကိုပြင်ကြတယ်နီရှေးကာလ၌တုတ်တင်ပယ်ရှင်းတဲ့ညာတို့ကိုဒီဆောက်ကြတယ်နီစိတ်ဉာဏ်တော်ပြရာအစဉ်အဆက်ဆွတ်ပြရာအရက်တွေကိုပြုစုကြတယ်နီဆိုတော့မလို့တဲ့ဒါကြောင့်အင်းကိုကျွန်တော်ပြောမယ်ဆိုတော့တနေ့ပါလို့မလို့ခံရရှိပါဆိုတော့ဆရာလေးကရှောက်ကိုဒီတင်းကိုညာကြီးတွေပေါ်တော့စတိုင်းတော့တရားဟောတယ်မှာဟောခဲ့ချလို့ရှိတယ်။အဲ့ဒီလိုကျွန်တော်ညာကိုရှင်းရှင်းလေးကောင်းတယ်။ဆိုတော့ဒီရှာရပေါ့တနေ့ပါလို့ကြားတော့ကြားတော့လည်းလည်းကျွန်တော်တို့ရှင်းပြနေတယ်။ဒီရှာရဆိုတဲ့ကတော့စစတန်ခုကြားရမှာဒီရှာရဆိုတဲ့ကတော့ဟိုင်ဆောင်ရမောဒီရှာရကလေးကိုဟိုင်ဆောင်ရချစ်လို့တော့ Okay. Inshallah, I think they are Yahweh salvation. How much? What is the salvation? Yahweh salvation. That is Inshallah. So Inshallah ka 8th century BC. 8th century prophetပါတယ်။သူကသူရဲ့နောက်ခံတော့ကျွန်တော်မှာ 3 second ကဂျူဒါမှာဂျူဒါနဲ့ Israel ကိုပြောတယ်။ဆိုတော့ဂျူဒါမှာသူကတော့အဲဒီ3 second ကိုပြောတယ်။သူတို့ကတော့အင်အားကြီးနိုင်တယ်နော်အစီအများနဲ့ဒီဘာသာနော်ဆိုတော့ဒီနေ့ကျတော့ကိုချင်းချောင်းမဲ့သူတို့ကိုတိတ်ပိုင်းမဲ့နိုင်ငံဖြစ်သွားတယ်အဲ့ဒီအခြေအနေမှာဒီရှာရက prophet ကိုဖြေရတဲ့အနေအထားမှာရှိတယ်ဘယင်40မှာဘယင်40တောင်တော့ရှောက်ပြီး prophet ပြုခဲ့တဲ့ဒီ prophet ဘာဖြစ်သွားလဲဒီရှာရကဆိုတော့ဒီရှာရကသူစနာကပညာရှင်တွေကဒီရှာရကိုပြောတယ်ဒီရှာ the book of Isaiah ဒီသူစာအုပ်ကို mini bible လို့ပြော mini bible ကျမ်းစာအုပ်အသေးကျမ်းစာအုပ်ကြီးထဲမှာကျမ်းစာအုပ်အသေးကိုပြောတယ်ပြည်နယ်ရဲ့ story ကိုပြောတယ် mini bible ဆိုတော့သူလည်းသူစတဲ့ဘာလို့ဟေရှာယာကို small bible mini bible လို့ပြောဆိုရင်ဟေရှာယာရဲ့ဒီ chapter ခွဲတာကစအောင်အားလုံးဟေရှာယာအခန်းကြီးပေါင်းအခန်းကြီးပေါင်းလို့ရှိတယ်66နော်တမန်ကျမ်းမှာ66ရှိတယ်အဲ့လိုဟေရှာယာက66အထက်မှာပြည့်ပြည့်ရှိတိကျနေ39ဓမ္မဟောင်းကအထူးသဖြင့်ပါအကြောင်းပြောတယ်စင်အကြောင်းပြောတယ်နော်ဓမ္မဟောင်းကစင်အကြောင်းပြောတယ် judgment အကြောင်းပြောတယ်အဲ့ဒါနဲ့ရှာတဲ့လူတွေကြည့်တာမှာရှာတဲ့1 to 39ကစင်တဲ့ judgment အကြောင်းကိုတော်တော်များပြောတာဆိုတော့ဒီက20ခန်းတော့နော်ဆိုတော့40ကတော့ဆောက်တဲ့20ခန်းတော့ဒီမှာမရှိဘူးဒီမှာကကျွန်တော်အောင်ဒီတိုင်းပဲဖြားနေခဲ့တဲ့အကြောင်းနော်ပြောလိခြင်းအကြောင်းခရစ်တော်အားဖြင့်ကျွန်တော်ရမယ်တောင်းကြည့်နေမှာအဲ့ဒီအကြောင်းကိုဒီမှာကပြောလို့ရတယ်ဒီရှာရ40နဲ့ကိုအဲဒီ66တိပေါ့ဘာအကြောင်းလဲဆိုတော့ restoration အကြောင်းကိုပြောဆိုတော့ဒီအဖြစ်ကဲတဲ့ရှင်အကြောင်းတွေပြောတယ်ဒီ restoration အပိုင်းကိုပြောတယ်ဆိုတော့အကြောင်းလို့ဒီကျမ်းစာအထဲမှာဒီရှာရကိုတော့ mini bundle လို့ခေါ်ပါတယ်ဆိုတော့ကျမ်းပိုင်းတော့တော်တော်ကြီးအောင်ထူးဆန်းတယ်ကဘောချန်ကနေတက်နေတယ်ပါတယ်ဆောင်းနိုင်ပြန်နေကောင်းတဲ့နေကြီးအဲ့တော့ပါလို့ဒီရှာရတစ်နှစ်မှာဒီကောင်းတဲ့နေကြီးဆိုတဲ့ဆိုတဲ့ပြန်ဆောင်ဒီရှာရကနေတက်နေတယ်အဲ့စလုံးတွေ့ပြီးတော့ဟေရှာရ40အခန်းကြီး40စတယ်ဘာကြောင့်ပါတုံးမှာဟစ်ကြော်တော်တွေအတန်ပါဆိုတော့ဆိုတော့တုံးမှာဟစ်ကြော်တော်တွေအတန်ပါဘယ်လိုပြောလဲယောဟန်ကိုပြောတာအော်ဆိုတော့ယောဟန်ဒီရှာရအခန်းကြီး40မှာယောဟန်အကြောင်းတရားဖြစ်အကြောင်းစလို့ပြောတယ်ဓမ္မသစ်မှာအော်ဘာမှပြောလဲ gospel ကျမ်းမှာဆိုတော့ဒီတက်ဆိုင်တဲ့အကြောင်းကိုတွေ့ရပြီးတော့ဒီကျမ်းစာကမီးရဲ့တကယ်ကောင်းတဲ့ညီကြီးတဲ့အကြောင်းကိုမတွေ့ရတယ်။ကြိုက်တယ်။66ပြောတော့ပါတယ်ကြိုက်တယ်။အဲ့တိုင်းပဲဒီရှယ်66ကိုကြည့်တယ်။ကောင်းတဲ့ညီကြီးတဲ့အကြောင်း။ So any fixed ဒီအောင်ကြီးကမပြရှင်တော့ဒီရှယ်ကကျမ်းစာအုပ်ထဲမှာတကယ် small bible mini bible ဆိုတော့ဒီစာအုပ်တွေပြောတဲ့အကြောင်းအရာတွေဆွေးနွေးနေတယ်ဒီချက်တွေတော့ကြလို့ရတယ်။ Okay. So ဒီမှာပါတဲ့အကြောင်းအရာနော်ဒီကနိုင်ငံရေးစစ်ပွဲတွေမှာတော့ပြောလို့ရတယ်ဆိုတော့ဟေရှာယ60လီမှာအဲ့ဒီလီမှာကျွန်တော်လည်းပြောပြပါမယ်ပြူပြက်ပြူပြက်ဟုတ်နော်ပထမဆုံး sentence မှာပြူပြက်တဲ့အကြောင်းပါပဲပြီးရင်ပြူပြက်တဲ့အကြောင်း second sentence မှာ
and passion ရဲ့အကြောင်းပါတယ်ဒီဆောက်တဲ့အကြောင်းပြီးတော့တတိယမှာကျတော့ဘာဆိုရင်စိတ်ဉာဏ်သုံးမျိုးရာအစဉ်ဆက်စွန့်ပြစ်ရာတဲ့လူကိုပြုစုကြတယ်ဟောစွန့်ပြစ်ရာတဲ့ကဘာလို့ပြုစုကြလဲဆိုတော့ဒီအကြောင်းလေးမှာတော့တစ်ခုဆိုတော့တစ်ခုပြန်ပေါ်နေတာနံပါတ်1ချက်ပြုတ်ပြတဲ့ဆိုတော့ဘာလဲဓမ္မကျမ်းမှာကျတော့ရှိပြုတ်ပြတယ်လို့ပြောတာရှိပြုတ်ပြတယ်ဆိုတော့အင်္ဂလိပ်လိုလည်းအင်္ဂလိပ်မှာတော့ ruin ဆိုတော့ပစ္စည်းတော်တဲ့အရာတွေအကြောင်းပဲဆိုတော့ESV မှာနော် ESV မှာကျွန်တော်တခုရှိတာကဗမာလိုမှာကအဲ့ဒီအကြောင်းအရာပါအဲ့ဒီ ESV မှာအချစ်တဲ့ကျွန်တော် devastation of generation ပေါ့ဘာပြောပြတော့လဲဆိုရင် generation တစ်ခုတော့ပြောပစ္စည်းတော် generation ဘာလို့ပြဆိုတော့ဒီဗမာကျမ်းမှာကြည့်ကြတော့အဲ့ဒီနောက်မျိုးဆက်ကိုပြောတိဆောက်ဖို့ပြည်လို့ဆိုတဲ့အကြောင်းအရာကိုတွေ့ရအောင်ဒါပေမဲ့ ESV မှာကျွန်တော်သူကကြည့်တဲ့အခါကျတော့ပြုတ်ပြတ်သွားတဲ့ devastation of next generation new generationအကြောင်းပေါ့ဆိုတော့ကျွန်တော်တို့ဒီလောဆက်နိုင်ငံမှာကြုံနေရတာမိသားစုမှာကြုံနေရတာတိကျမှာကြုံနေရတာ community မှာကြုံနေရတာအဲ့ဒါလေကျွန်တော်တို့ဒီချမ်းနေတာမှာအတွက်ခေါ်တယ် rebuild ပြန်လဲဒီဆောက်ဖို့ဘာတွေဒီဆောက်ပြုတ်ပြတ်သွားကျွန်တော်နိုင်ငံမှာဘာတွေပြုတ်ပြတ်သွားလဲပြောစရာမလိုအများကြီးဘာဒီကြုံတဲ့နေစကမှာလည်းပြုတ်ပြတ်သွားတယ်အများကြီးဆိုတော့ဒီ8 team မှာဆူလာအဲ့ဒီပြုတ်ပြတ်သွားတော့ generation ကျွန်တော်မျက်စိရှိပါလို့ပဲနာမည်လောက်စားတော့ generation တစ်ခုကတော့ရှိတော့ပညာရေးမှာလည်းကြည့်ဘာသာရေးမှာလည်းကြည့်ကဏ္ဍမှာကြည့် generation တစ်ခုကတော့ပြုတ်ပြတ်သွားဒီပြုတ်ပြတ်သွားတဲ့ generation ဒီစောင့်နေတဲ့အတွက်ပြုပြင်ဖို့အတွက်ကျွန်တော်တို့ပါမယ် call to rebuild ပြန်ဒီစောင့်နေတဲ့ဆိုတဲ့ကျွန်တော်တို့ဒီနေ့ကတော့စဉ်းစားနေတယ်ဖြစ်ပါတယ် so anchor and hold နော် anchor and hold anchor ဆိုတာ anchor ဆိုတာကြောက်စုကြောက်စုရနော်တင်မောရီကနေမှာသူတို့တွေပုံတိုင်းဖြစ်နေတယ်သူတို့တွေတင်မောရီနားတော့ဆိုတော့ဘာလို့လဲကြောက်ရင်ချိုင်ကြောက်ချိုင်ဆိုတော့တင်မောရီစီကဘလို့ပဲချစ်ချစ်အဲ့ဒီသူကြောက်ချထားပြီဆိုရင်နေရာယူလာယူတော့လေမုံတိုင်းဘလို့လာသူတို့မလုပ်ဘူးလားတော့လုပ်လေယူတော့ယူနေတယ်ယူရတယ်ကျွန်တော်ရှင်းတယ်အဲ့ anchor ချထားတဲ့နေရာအဲ့ကြောက်စုနဲ့ဘယ်တော့မှမယူဆိုတော့ဒီတင်မောကလည်းကောင်းနေတယ်ဒါပေမဲ့သူကြောက်ချထားတဲ့အတွက်ဘယ်တော့မှအဲ့ဒီမောကအဲ့နာမှာမလို့မရှိဟုတ်ပြီအဲ့တိုင်းပဲဟင်းကြီးထဲမှာကလကလည်းကြောက်ဆွဲနေပြီဆိုစလို့ကလကလည်းကြောက်ဆွဲနေအဲ့ဆိုတဲ့ကြောက်ကအခု anchor ကိုပြောတယ်ဆိုတော့ကြောက်ဆိုတာကကြောက်စုကိုပြောချင်တယ်ဆိုတော့အခြေပဝန်းကျင်မှာအခြေဘယ်လောက်ပဲဖြစ်နေစေကိုယ့်ရဲ့ဟိုပြောင်းနေခြင်းကိုအဲ့ဒီကြောက်စုကလကလည်းကြောက်ဆွဲနေဒီနေ့အဖြစ်ကလကဆိုတာကဘာမှတော့တဲတော့တရှိလုံးထားတယ်တရှိရထားတဲ့ဂျာတ်ကလကရှိခရတော့လဘောကလေးမှာတည်တဲ့နာမည်ကလကအချမ်းပေါ်တော့ဆိုဒီနေ့အဖြစ်ကလကလည်းကြောက်ဆွဲနေဆိုတာကကိုယ့်ရဲ့စိတ်နှလုံးကတခြားနေရာမရောက်ဘူးမရောက်ဘူးချမ်းမရှိဘူးကျွန်တော်ရဲ့ melody ကမရှိပါဘူးခရတော့ရှိတယ်ကျွန်တော်စိတ်နှလုံးကိုခရတော့ရှိမှကြောက်ချထားပြီးကျွန်တော်ရဲ့ပြောနေခြင်းကအခြေအနေနဲ့ဆိုင်ပဝန်းကျင်အခြေအနေဘယ်လိုပဲဖြစ်နေစေကျွန်တော်ရဲ့နှလုံးကျွန်တော်ရဲ့ပြောနေခြင်းကဘာလို့လဲခရတော့မှကြောက်ချလို့ရှိရင်ကျွန်တော်ကလှုပ်ရှားခြင်းမရှိဘူးကျွန်တော်ကအမြဲတည်နေနေဆိုပြီးဆိုတော့ကျွန်တော်ရဲ့အဲ့ဒီမှာက anchor and hold ဆိုတော့ကျွန်တော်ရဲ့ကြောက်ဘာမှချမ်းရတယ်ကျွန်တော်ဟုတ်ဘာမှရှိတယ်ခရတော့မှရှိတယ်ဆိုတော့ကျွန်တော်ဒီပြုတ်ပြတဲ့အရာတွေအများကြီးပဲဖြစ်စီသွားတဲ့အရာတွေအများကြီးပဲဒီခေရှာရကိုကြည့်တဲ့အခါမှာပြုတ်ပြတဲ့ကိုဘာလို့လဲပြုတ်ပြဖို့ရှိတယ်အဲ့ဒီဖြစ်စီသွားတဲ့အရာတွေတိဆောက်ဖို့ရှိတယ်ပြီးတော့အဲ့ဒီစိတ်ဉာဏ်နဲ့အရာတွေအားလုံးကိုပြုစုဖို့ရှိတယ်အဲ့ဒါကျွန်တော်တို့ဖြားနေတာခေါ်တယ်တင်းရဲ့ life မှာဖြစ်တာဖြစ်မယ်တင်း family မှာဖြစ်တာဖြစ်မယ်တင်း community မှာဖြစ်တာဖြစ်မယ်တင်းရဲ့နိုင်ငံမှာဖြစ်တာဖြစ်မယ်ကိုမိသားစုနဲ့စဉ်းစားကြည့်လိုက်ဘယ်နေရာမှာဖြစ်စီမှာလဲဒီခုခေတ်နဲ့ဟို regulatory မတွေ့ရတာက family devotion တွေ့ရတယ်လောကရဲ့နှစ်ပေါင်း30အိမ်ထဲမှာ family devotion နဲ့ strong တယ်မနေ့အစောကြီး family devotion ရှိတယ်ညဘောရှိတယ်မနေ့ဘောရှိတယ်ဒါပေမဲ့ခုချိန်မှာညဘောမနေ့ဘောတွေကျွန်တော်တို့မတွေ့ရ personal devotion
ဒီ personal ပြန်နေတဲ့မိသားဖွဲ့တဲ့ individual personality ဟာမရှိတော့ဆိုပြုပြတော်နေတာလေအများကြီးကြီးမားတယ်ရှိတယ်လို့ကြီးမား protein တွေဟာအများကြီးအဲ့ဒီပြုပြတဲ့အရာတွေကျွန်တော်တို့ second part ကကျွန်တော်တို့ခေါ် call to build ဒီမိသားစုပါဖြစ်ဖို့လေပြန်နေတယ်ကျွန်တော်ပြန်ရှိပြန်တော့ကျွန်တော် community နော်ဆိုတော့ကျွန်တော်တို့ကတော့အများဖြစ်မြန်မာနိုင်ငံကတော့ Christian community ကိုပေါ့ဒါပေမဲ့ America ဆိုရင် Christian community Christian country ဖြစ်တော့ညာလဲပြန်တယ်သူတို့ဖြစ်ပြီးပေါ့ပြည့်လို့ဘာလို့ကြားလဲကျွန်တော် rebuild ကျွန်တော်ရဲ့ society မှာကျွန်တော် community မှာကျွန်တော် church မှာပြုလေသွားတဲ့နေရာတွေအရင်ကဘုံပြီးပြန်လို့တော့ချမ်းမြေကြတယ်တော့ဒီဂျူတီကြတယ်တော့ချမ်းမြေလို့သူစားပေးကြတယ်အဲ့တန်ကိုအဲ့ဒီ value အောင်အချိန်မှာတော့မရှိတော့အဲ့ဒါကိုကျွန်တော်မှာဒါကြောင့်ကျွန်တော် call to rebuild ကိုယ့်ရဲ့ church မှာကိုယ့်ရဲ့ family မှာကိုယ့်ရဲ့ life မှာသူပြတ်သွားတဲ့နိုင်ငံကိုယ့်ရဲ့ country ကျွန်တော်နိုင်ငံမှာသူပြတ်သွားတဲ့အရာအားလုံးကိုပြန်တော့ rebuild ဖို့ချမ်းသာကျွန်တော်တို့ so encourage hope အဲ့ဒီဖြားတဲ့ရှိမှာ hope ထားတဲ့ဖြားတဲ့ရှိမှာပြောရချက်ရှိလို့လားအဲ့ဒီခုနကြောင့်လည်းnegative နဲ့ positive ကိုရှိသူပြတ်သွားတဲ့အရာတွေပြည့်စည်သွားတဲ့အရာတွေဒီပေါ်တဲ့ဆောင်တွေကမှပြုပြင်ရမယ်ဒီဆောင်ရမယ်ပြုစုရမယ်ပြောတယ်ဆိုတော့ဖြားတဲ့ရှိမှာတကယ် hope ရှိတဲ့လူကဘယ်တော့မှအဲ့ဒီဘက် negative တွေကိုမှဘယ်တော့မှအာရုံမရှိဘူးပြည့်စည်သွားတဲ့ပုံအာရုံမရှိဘူးပြိုပြတ်သွားတဲ့ပုံအာရုံမရှိဘူးစိတ်ညစ်သွားတဲ့ပုံစိတ်ကချမ်းနေဘူးအဲ့ဒါမှရှိတဲ့ဒီဆောင်ရမယ်ပြုပြင်ရမယ်အရာပြုစုရမယ်အရာတွေကိုတော့တကယ် hope ရှိလို့ရှိရင်တရားဖြားပြီးပေါ်မှာတကယ် hope ရှိလို့ရှိရင်ဒီရဲ့ပုံဝင်ခြင်းဒီရဲ့ church ဒီရဲ့ community ဒီရဲ့ family တော့ပြည့်စည်နေပါစေအဲ့ပြည့်စည်ခြင်းတဲ့ပုံမှာဘုရား hope ထားတယ်တောင်းနေတာဒီဆောင်ရမယ်ကျွန်တော်စမှားလိုက်ဝယ်လိုက်မှာပြောလို့ဆိုဖြစ်တဲ့အချိန်အားလုံးမှာပြည့်စည်ခြင်းကိုဥတည်နေခြင်းဖြစ်တယ်တဲ့မှာပြောချင်မရှိဘူးဒီမှာလည်းပြောနေခြင်းမရှိတကယ်ဖြားပြီးရှင်မှာပြောနေခြင်းရှိတယ်လို့နားတယ်အဲ့ဒီဒီမှာလည်းမပြည့်စည်လို့ပြောပြည့်စည်တယ်ပြိုပြက်တယ်ပြိုလဲတယ်အဲ့ဒီပုံမှာ focus မထား emphasize မထားပြောပါမယ်ဘုရားခင်ရဲ့အနန္တခြင်းကိုဒီဆောက်ခြင်းကိုဟုတ်တယ်ပြိုပြက်တယ်ဒါမှမဟုတ်လည်းဒီဆောက်ပြည့်စည်တယ်ဘာလို့လဲဘာလို့ဖြစ်ပြန်ဟုတ်တယ်တော့ဒီအားတွေတေးရနေမှာဘာလို့လဲပြည့်စုံအဲ့ဒီအပိုင်းကို focus လုပ်ပါမယ်ချက်တော်မရှိတဲ့ဒီကောင်ပါလေဆိုတော့မတက်ချက်ဘုရားခင်ရှင်မှာကိုတကယ် balance ရှိလို့ရှိရင်ဘာလို့လဲအဲ့ဒီပြည့်စည်တဲ့ညမှာ focus လုပ်တယ်ဘာလို့လဲဘုရားခင်ရဲ့တန်ခြင်းကိုဒီဆောင်ရမယ့်အပိုင်းအဲ့ positive ပိုင်းမှာရှိပါတယ်။ဒါကြတဲ့ဒီပေါင်း300လောက်ဖြစ်တယ်။အဲ့ဒါဖြစ်မှာအမေရိကန်နိုင်ငံမှာလူကြီးတွေသူတွေအရင်ခွင့်ကြားတယ်ဖြစ်တဲ့အချိန်မှာအဲ့အချိန်မှာလူမဲကောင်းအဲ့မှာလူတွေလူမဲလေးဆိုရင်တွေ့ရတဲ့တက်အောင်အဲ့ချိန်အဲ့ဒီလူဖြူတွေကသူကအချိန်ကြားတယ်လူမဲကောင်းတွေ့ရတယ်သူကဒေါ်လာ900လူမဲတဲ့ပေါင်း200လောက်ဖြစ်တယ်အဲ့ဒီကဒေါ်လာ900ဆိုတဲ့အဲ့ဆိုတော့ဒေါ်လာ900ဆိုတော့အဲ့နဲ့လူဖြူရောက်တော့လို့ဆိုတော့ညလူမဲတဲ့ကောင်းတော့ဖြစ်တယ်လူမဲတဲ့ကောင်းတော့ဖြစ်တော့သူကမှအဲ့ဒီစုကြည့်ပြီးထုတ်နေတော့ဘာထုတ်လဲအဲ့900ထုတ်တော့သူများလည်းစီနာတော့ဖော်တိုမှာပါတယ်သူကဆန်းနေတာစားတော့နေတာပြောပါတယ်အဲ့တို့ရဲ့ဘူးယူတော့ညအပြောတော့တယ်မနေ့ကထားတော့ဖြစ်ချင်တော့သူတကယ်ကြအရင်ကသူတကယ်ချင်းမျိုးတော့သူဖော်တိုမှာအဲ့လူတွေအတန်းကြားတော့အဲ့ဖြစ်မှာကြားတော့အဲ့သူတွေလည်းညလည်းဘူးတော့အဲ့ပြောရမှာသူထားလာတော့လူရှိထားတော့ခြေခါခေါ်တယ်ခုလိုလူမဲအရောက်900တော့သူတို့နဲ့ကိုဝိုင်းတာတို့နဲ့ပါအဲ့ဒီကတော့ဘုရားထားတဲ့ငယ်ချင်းတော့ဟောညကတိုက်တဲ့အာရုံတူတော့တော့ဆိုကားဆိုတော့ဟဲ့အချက်တူတွေတကယ်တမ်းအဲ့ဒီတွေထားဘယ်လိုတော့ကျေတော့ဟောတယ်ခုလိုမှမင်း900သူကိုဘာသာတူတိုင်းအဲ့ဒါဒီမှာလည်းကစောင့်နေတဲ့အရင်နဲ့အဲ့ဒီတော့ဟာဝါမင်းပေါ့ရှင်းဒီကောင်900ထားမတော့တကယ်ချင်းအချင်းဒီခုမှပြည့်စုံတဲ့အချိန်ကမှကျွန်တော်ရဲ့ view တူကျွန်တော်အမြင်တူအဲ့တန်တူဒီဖြားပြမှာပြောရချင်ရှိတယ်ကွာပျက်စီးနေတဲ့ပျက်စီးပုံတွေကြားထဲမှာတို့အပျက်စီးခြင်းကို focus လုပ်လို့ဘာကို focus လုပ်ဆိုရင်အဲ့ဒါကိုကျွန်တော်ဒီ summit မှာ focus လုပ်တယ်အဲ့ဒါကိုပြန် target မှာ focus လုပ်တယ်အဲ့ဒီကြောင့်ကျွန်တော်ဒီ customer မှာ focus လုပ်ပါတယ်အဲ့ဒါမှပြည့်ချင်
ဆိုတော့ကျွန်တော်တို့ဒီအောင်ကြည့်ပါမယ်ဒီကျွန်တော်တို့ဒီ block test မှာကျွန်တော် system တွေနိုင်ငံမှာရှိတဲ့ system တွေ base system ကဘယ်လိုတက်ပါလဲဘယ်ကဏ္ဍကဘယ်လို test မှာလဲကျွန်တော်အတင်းတော့မှာကျွန်တော်မိသားစုမှာကျွန်တော် live မှာပျက်စီးတဲ့အရာတွေပြောမှဆိုတော့ကိုပြောစရာမလိုကျွန်တော်ခေါင်းမှာကိုရှိတယ်ဒါဆိုရင်ပျက်စီးတဲ့ကိုပြောတယ်လူတိဆောက်ဘယ်ကနေဆောက်ဆိုရင်ကျွန်တော်တို့အဲဒီရှာရ61တက်မှာပါပါဒီရှာရ61တက်မှာခြာဝရဖျားကြီးဝိညာဉ်တော်ကြီးငါအပေါ်ဒီတော်ချစ်တော်ကြီးမောလေးဝိညာဉ်တော်အားဖြင့်မဟုတ်လို့ရှိရင်ဝိညာဉ်တော်ကြောင့်မဟုတ်လို့ရှိရင်ဘယ်ဖြစ်စီခြင်းမှဖြစ်မတည်တော့ဘယ်ပြုပြင်ခြင်းမှဘယ်တိဆောက်ခြင်းမှဝိညာဉ်တော်နဲ့အဆောင်မလို့ရှိလို့ဒီတော့ဒီရှာရ61ကျမ်းပိုက်ကိုခရစ်တော်ကတရားဥပဒေရဲ့စာမချင်မှာဘိမတော်တက်တော်ဒီပြောပါလေဒီရှာရ61ကတော့ဖျားခင်ရဲ့ဝိညာဉ်တော်ကငါ့ဘောမှာတရားပြီးဥပဒေရေးစာသူဒီရေးစာတော့ဣသရေလမျိုးကြားထဲမှာဖြစ်စီသွားတဲ့ corruption ဖြစ်နေတဲ့ဣသရေလမျိုးတွေ spiritual corruption နော်ဆိုတော့ဒီဝိညာဉ်ရေးအောင်မှာဖြစ်စီသွားတဲ့ဝိဒီဣသရေလမျိုးတွေ worship ကစာသူရဲ့အရာအားလုံးကစာခရစ်တော်ကပြုပြင်ခံပြီးမှသူစောက်ကြွကြတာဖြစ်သွားတယ်ဝိညာဉ်တော်ဖြစ်ဝိညာဉ်တော်ကငါ့ဘောမှာဒီလိုဆိုတော့အကြမ်းဖက်တော့ဖြန်းတဲ့ ministry ကိုဆောင်ရွက်တယ်ဖြန်းတဲ့ ministry သူတကယ်စောင့်ဖို့သူစောင့်တဲ့အချိန်မှာဝိညာဉ်တော်ကသူ့ကိုဒီလိုပါလေဘယ်လိုလုပ်လဲတော်ရက်ကိုဒီလိုပါလေရပောင်း40ခါချောင်းပါလေအဲ့တော့ဒီ ministry ကိုဆောင်ရွက်ချစ်တော်မှာရှိတဲ့ပုံမှာကျွန်တော်ရဲ့ပစ္စည်းတွေကတော့ပြောစရာမလိုကျွန်တော်များသွားတယ်ဒီလိုပုံလေးတက်စီသွားတယ်ဘလို့ပြန်ထားပါလဲဘယ်ကနေဆောင်နံပါတ်1အရေးကြီးဆုံးကဝိညာဉ်တော်အားဖြင့်ဆောင်ဝိညာဉ်တော်ကြောင့်လို့ရှိရင်ဘယ်ပစ္စည်းချင်းမှပြန်မဆောင်ဘူးကျွန်တော်ပြောတဲ့ချိန်ကဖျားနေရှိမှရှိတယ်ကျွန်တော်ပြောအစားပြုမြန်လို့ဒီနေ့အစားပြောင်းတယ်ဝိညာဉ်တော်ဖြင့်ဆောင်တယ်အဲ့ဒါကြောင့်လို့ဒီယေဇကျေလမှာသူတို့ exam နဲ့ပြန်လာတဲ့အခါမှာယေဇကျေလ prophet ကသူရေးတယ်ပြောတယ် not by might not by power but by my spirit အာနာကိုဖြစ်လို့ဘူချီအားဖြင့်နာဝိညာဉ်အားဖြင့်ဖြစ်တော်မူပါတယ်။ဒါကကိုမိသားစုအတွက်ကိုအတင်းတော်အတွက်ကို community အတွက်ကိုအတင်းတော်အတွက်ဘယ်ကနေစလို့စတယ်ဒီပစ္စည်းချင်းကတော်ရည်လိုက်စားလို့တော်လေးကိုဒီကိုဖြဲဖြစ်တဲ့အချိန်မှာဘယ်ကနေစမှန်းလို့ရှိရင်ဘယ်ကနေစဒီရှာရဒီရှာချက်တဲ့ဒီမှာပစ္စည်းရဲ့အကြောင်းတွေပြောတယ်ပြုပြင်တဲ့အကြောင်းတွေပြောတိဆောက်တဲ့အကြောင်းတွေပြောတယ်ဒါပေမဲ့ဘယ်ကနေစပြန်မှာပုံဖော်လိုက်တာသာရဖြန်ဝိညာဉ်တော်တဲ့ရောက်တယ်အဲ့အကြောင်းကိုတိတ်ကနေကိုစပြောတယ်ဒီရှာရ61တဲ့တိတ်ကနေတော့တုံးကြည့်ပါတော့ဖတ်တဲ့အခါမှာသာရဖြန်ဝိညာဉ်တော်ကြီးငါအပေါ်မှာတည်တော်မူအကြောင်းကဆင်းရဲသောဝမ်းမြောက်စရာတည်င်းကိုကြားပြောစေခြင်းကငါ့ကိုပိတ်ပိတ်ပြီးတော်မူနှလုံးချေရသောသူတို့အနာကိုစီးစေခြင်းက၎င်းထမ်းသွားချုပ်တာလည်းရှိတော်သူတို့အားလွတ်ခြင်းအကြောင်းနဲ့အကျဉ်းခံလည်းရှိတော်သူတို့အားထောင်တကားဖွင့်ခြင်းအကြောင်းကို၎င်းပြစေခြင်းက၎င်းထာဝရဘုရား၏မင်္ဂလာနှင့်ငါတို့ဘုရားခင်အပြစ်ပေးတော်မူရာနေ့ရက်ကာလကိုကြားပြောစေခြင်းက၎င်းစိတ်မသာညီတော်သောသူတို့အားနှစ်သိမ့်စေခြင်းက၎င်းစိတ်မသာညီတော်သောဇီးတော်ကိုငါတို့အဖို့စီရင်၍ပြာအရာ၌ပေါင်းတော်သူဝမ်းနည်းခြင်းအရာ၌ဝမ်းမြောက်ခြင်းစီညှိုးငယ်သောစိတ်တော်အရာ၌ချီးမွမ်းခြင်းအဖို့လက်စားကိုသူတို့အားပေးစေခြင်းက၎င်းငါကိုစိတ်တော်မူသည်ထိုသူတို့သည်ဖြောင့်မတ်ခြင်းတပိတ်ပင်ဘုံတည်တော်မူထာဝရဘုရားစိုက်ပျိုးတော်မူသောအပင်ဟူ၍သမုတ်ခြင်းကိုခံကြတယ်အဲ့ဒီနေနေအဲ့ဒီဟာတွေကနေတော့ပြန်တော့ပြုပြင်ဖို့အတွက်ဒီဆောက်ပြန်အတွက်တရားသင်တာကိုခေါ်တယ်ဒီမှာချစ်တော်ညီမတွေကျွန်တော်ဒီကကျွန်တော်တို့ပြောတဲ့ meditation and current hope အဲ့ဒီ hope မှာထားတယ်ဖြားနေရှိမှာအဲ့ဒီ hope ရှိတဲ့ကဖြားနေရှိမှာ hope ပြောရှိတဲ့ကပျက်စီးခြင်းကိုတော့ focus လုပ်တယ်ပျက်စီးခြင်းကိုတွေ့တော့လည်းဒီဆောက်ခြင်းကို focus လုပ်တယ်ကျိုးပြဖို့ပဲစားရှိတယ်ကျိုးစုဖို့ပဲမရမကဖို့မရှိတဲ့ energy အကုန်လုံးပဲဒီလိုစက်ကချင်ကျိုးစုခြင်းတဲ့ဒီဆောက်ခြင်းအဲ့ဒီမှာ focus လုပ်တယ်နံပါတ်1 call to rebuild ကျွန်တော်တို့ဒီ call to rebuild ပျက်စီးသွားတဲ့တစ်ခုကို rebuild လုပ်တဲ့အတွက်ခေါ်တဲ့အခါမှာပြန်ရှင်းရတာလို့ဆိုရင်ကျွန်တော်ရဲ့ပြန်ခေါ်တဲ့ rebuild ဆိုတဲ့ဒီခုအနေနဲ့မှာပြန်ဆောက်ရနေတာပါ survive not only survive ဖြစ်ဖို့တည်းမဟုတ် restoration ဖြစ်ဖို့ပါ survive ဆိုတာအသက်လွတ်ရုံပဲအသက်ရှင်ရုံပဲဘာမှချီးမအောင်ဖြစ်အောင်အဆင်ပြေတယ်အသက်တော့ရှင်အဲ့ဒီနဲ့မဟုတ်ဘူးပြန် restoration ပြန် rebuild
အားလုံးကိုသူရဲ့အမှုတော်ကို repeat လုပ်တဲ့အခါမှာလူတွေအားလုံးဟုတ်ပြီး survive ဖြစ်တယ်ဆိုတော့အချိန်ရောက်တယ်ချမ်းသာမျှော်မှန်းတာကို restoration အကောင့်ပဂိတ်ဖြစ်တဲ့အတွက်အဲ့ဒီကိုပြန်ကျွန်တော်တို့ဖာဖြစ်ပါမယ်ဆိုတော့ခရစ်တော်ကလည်းပြောပါတယ်သူရဲ့တူလေးကိုအသက်လို့ဖို့တဲ့ဆက်ကိုဘာလို့လဲအသက်နဲ့ပြည့်စုံစေခရစ်တော်သူပြောတယ်ကျွန်တော်အားလုံးကိုပြန်နေတာ call to rebuild ဒီပြန်တော့တွေ့နိုင်တယ်ဆောက်ပြန်အတွက်ပြုတ်ပြသွားနေရတယ်ပြုတ်လဲသွားနေအားလုံးကိုဆောက်တဲ့ခါမှာဟုတ်ပြီအနေနဲ့တော့ကောင်းပါပြီအခြေတော့မဆိုးပါဘူးဆိုတော့ survive တဲ့စမှာပေါ့တကယ်ကို restoration တကယ် fully complete ဖြစ်တဲ့စတဲ့ကိုပြန်ကျွန်တော်ခေါ်လာပါမယ်ချစ်တော်ဒီစီမရှိတဲ့ဒီမှာပါဆိုယောမ15 73ကျွန်တော်တပိုက်ကတော့အားလုံးကိုဒီကချွတ်ချင်ပါတယ်ရှင်ဘောကယောမကျွန်တော်ကိုစာရေးခါမှာနောက်ဆုံးပိုင်းမှာ15 73မှာရေးတဲ့အကြောင်းအရာတွေဒီကချွတ်ချင်ပါတယ်ယောမဝါစာခန်း15နဲ့73တေလို့ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့တကူအဖြစ်မျော်လင့်ခြင်းပါရမီနဲ့ကြွယ်ဝစေခြင်းကယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်တတ်တာခြင်းအမျိုးမျိုးတို့နဲ့ပြည့်စုံပြီးအကြောင်းမျော်လင့်ခြင်းအရှင်ဘုရားခင်သည်ဒီမှာတရားတော်မှာဆိုတော့ကျွန်တော်မျော်လင့်ခြင်းယုံကြည်ခြင်းဒီဆောင်ခြင်းပြုပြင်ခြင်းလုပ်နေမှာဘာလဲစားလဲတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ဘောလို့ရှိရင်ဘယ်တည်ဆောင်မှုအကြောင်းရပါဘူးကျွန်တော်ပြုပြတော်နေရာဒီဆောင်ရတဲ့အရာခေါင်းထဲမှာပေါ်လာမှာပေါ့မယ်တင်ကြောက်ထားလို့ရအောင် So prophet is the general word, not by might, not by power, but by the Spirit. ငါယုံကြည်တယ်ဖြစ်တယ်။တော့ကျွန်တော်ဒီမှာပြားတဲ့ဝိညာဉ်တော်ကကျွန်တော်ရှိမှာကျင်းလို့ကျင်းလို့ကျင်းလို့ပါတယ်။ In practice တော့ဆက်မှာဝိညာဉ်တော်ကကျွန်တော်ရဲ့ seal designate ခြင်းရပါတယ်။ So ဘသူကဒီပစ္စည်းချင်းပြိုရရကိုကျွန်တော်ဒီဆောင်တယ်။ seal ခြင်းခံရတယ်။ဝိညာဉ်တော်ဗိတ်တဲ့ခံရတဲ့ခရစ်တော်ကငါ့ဘဝမှာကျွန်တော်တို့ကျင်းမှုပြီးဆိုတော့သူပြောစနေကစားတော့ဒီဆောင်ခြင်းကိုလုပ်ပါတယ်။ပြုပြင်ခြင်းကိုလုပ်ပါတယ်။ပြုစုခြင်းကိုလုပ်ပါတယ်။အဲ့ဒါလေး effective မှာကျွန်တော်တို့အတင်နေကြတော့ပါတယ်။ကျွန်တော်တို့အားလုံးကိုဝိညာဉ်တော်က seal discipline နဲ့ပတ်သက်လို့ဖြစ်ပါတယ်။အဲ့ဒီဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့ပျက်စီးတဲ့နိုင်ငံမှာပျက်စီးတဲ့ community မှာပျက်စီးတဲ့ church မှာကျွန်တော်တို့ဆောင်ကြမယ်ပြုပြင်ကြမယ်ပြုစုကြမယ်အဲ့ဒီဆိုင်မှာရှိပါစေ။ အားလုံးလည်းပဲခုနကကြမယ်ပြောပါတယ်အချိန်မှာတော့ကျွန်တော်တို့ပွဲတော်ဒီကလာရရတဲ့ချိန်ဖြစ်ပါတယ်ပွဲတော်မိသားစု Reverend ဘာသာရေးကနေပြီးတော့မှဆောင်ပေးတာဖြစ်ပါတယ်ပွဲတော်ဝေပြီးကိုရအတွက်ကြတော့ဆရာမဘိနဲ့ဆရာမဘိကိုယေရှုနာမနဲ့ပါဝင်ပြီးပေးဖို့ဖိတ်ခေါ်ပါတယ်ယေရှုသည်ယံသူလက်သို့အနံ့ခြင်းကိုခံတော်နေ့ရောက်မှာမုတ်ကိုယူ၍ယေရှုတော်ကိုချီးမွမ်းပြီးမှမုတ်ကိုဖဲ့၍ဒီမုတ်ကတင်တို့အဖို့အလို့မှာချိုးဖဲ့သောငါဤကိုချီ၏ယူ၍စားကြတော့ငါကိုအောက်မေ့ဖို့ရာဤသို့ပြုကြတော့ဟုမိန့်တော်မူ၏ထိုနည်းတူညစာစားပြီးမှခွက်ကိုလည်းယူ၍ဤခွက်ကငါ၏အသွေး၌တည်သောပရိယင်တရားသစ်ချီဤခွက်ကိုတောက်သောအခါမှာငါကိုအောက်မေ့ဖို့ရာတောက်ကြတော့ဟုမိန့်တော်မူ၏။နာရီစုတော်ကြပါစို့။အနန္တတကုနဲ့ပြည့်စုံကောင်းမြတ်တော်မူသောဘုရားရှင်ဖခင်ဒီကနေ့၌ပါရှိတဲ့အတွက်ပြင်ဆင်ပေးသောဒီအချိန်တိုင်းတော်ဘုရားယေရှုတင်ပါ၏။ဒီနေ့ဖခင်သားပြီးတော့ဒီကရှိတော်အောင်နဲ့တိုးဝင်တဲ့ပွဲတော်များခံရတဲ့ဘုရားပြင်ဆင်ပေးတဲ့အတွက်ဘုရားယေရှုကိုချီးမွမ်းပါ၏။ဒါမျိုးရဲ့ခံယူခြင်းဒီဒါမျိုးဘောအသက်တာ၌ဘုရားပြုတော်မူသောအရာများကိုအောင်မြင်တဲ့အကျိုးကဒီခေတ်ယေရှုတော်နာမ၌ခံ
နေကြပါ၏ဘုရားယူပြီးမှကျေးဇူးတော်ချီးမွမ်းပြီးမှပွဲတော်တွေကဒီတစ်ပါးခံယူတဲ့တို့ကျေးဇူးတော်ချီးမွမ်းကြပါစို့အနန္တတကုန်းနဲ့ပြည့်စုံကောင်းတဲ့တော်မူသောမိသားစုဖခင်ဒီနေ့ကားတဲ့ပေါ်မှာကိုယ်တော်ခင်ရတော်တော်မူသောတန်ချက်တော်အဖြစ်ဒီနေ့ကောင်းတဲ့အသက်တာနဲ့အသက်တော်ကျမ်းမာခြင်းကောင်းခြင်းမင်္ဂလာများနဲ့အတူရှိပတ်ပြီးတဲ့တော်ကိုရှင်ဖခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကိုရှင်ဖခင်အသားကိုပုံဆောင်တော်ဒီဘုကိုသခင်ယေရှုနဲ့တော်နာမနဲ့အတူတူပါပုံဆောင်ကြပါ၏ကျေးဇူးတော်ချီးမွမ်းပြီးမှတပည့်တော်တွေကိုဒီနေ့တူကျွန်တော်တို့တူပါပုံဆောင်ကြပါစို့ချင်းမင်္ဂလာခံယူပြီးတော့ဘယ်လိုလုပ်ထားတဲ့သူရှိနေစေရင်ဘုရားပေးပါကျွန်တော်တို့အားလုံးရရှိပြီးဖြစ်တဲ့အတွက်ကြောင့်သခင်ယေရှုခရစ်တော်ဘုရားကျွန်တော်တို့အားရပေါ်မှာကျွန်တော်တို့အတွက်ခံရသောလက်ချက်တော်များသခင်ပြုတော်မူသောအရာများကိုအမိတရားရဲ့အသားကိုပုံဆောင်သောဒီဘုကိုယေရှုနာမနဲ့အတူတူပါပုံဆောင်ကြပါစို့ကိုရောဖတ်ပြကိုရောကျေးဇူးတင်ပါ၏ကားရပေါ်မှာကိုရောလူတော်မူသောအရာဒီနေ့ခံတော်ကြံချက်တော်အားဖြစ်တော်၎င်းဒီနေ့ကောင်းတဲ့အသက်တာ၌ကိုရောပြုတော်မူသောကောင်းချီးမင်္ဂလာများအတွက်ကိုရောကျေးဇူးတင်ပါ၏ငါဘုံဆောင်သောဒီဘုကိုယေရှုနာမနဲ့အတူတူပါဘုံဆောင်ကြပါ၏ညစာဆောင်ရည်နောက်ခေါ်ပေါ်တဲ့ယူပြီးကျေးဇူးတော်ချီးမွမ်းသည်တူကျေးဇူးတော်ချီးမွမ်းကြပါစို့ဘ
ကိုရဖာဖျားကိုရောဂျေစုကျမ၏ကားရိုင်ပေါ်မှာတွန်းတော်မူသောအသွေးတော်အဖြစ်ဒီကနေ့သားသမီးတို့သည်ဖခင်မဲတော်ရှိ၌ဖြစ်စဉ်တန်ရှင်းတော်သူကိုရဲ့သားသမီးဖြစ်ရတဲ့ခွင့်အဝိဇ္ဇာအဝိခံဖြစ်ရတဲ့ခွင့်ကိုပေးတဲ့အတွက်ဖခင်ရဲ့ဂျေစုတော်ကိုရှိတော်ပါ၏ဒီနေ့ကိုရဲ့အသွေးကိုပုံဆောင်သောစပြည့်ကိုသားသမီးတို့တောက်သုံးတော်ဖခင်၌ကားရိုင်ပေါ်၌ကိုရောတွန်းတော်မူသောအသွေးတော်ကိုအောက်နေတည်ရတဲ့ကိုရရှိဖခင်ရဲ့အသွေးတော်အဖြစ်သားသမီးတို့သည်ထာဝရအဖြစ်ဖြစ်ခြင်းထာဝရအရာကိုစံစားတော်သူဖြစ်ကြောင်းအောက်နေတည်ရတဲ့သခင်ယေရှုရဲ့တော်နာမ၌အတူပါတော်ဆောင်ကြပါ၏အာမင်ယေရှုတော်ရှိမှပြီးမှတကယ်တော်ကိုဒီနေ့ကျိုးကျွန်တော်တို့ဒီမှာနေဆောင်ကြပါစို့
တွေးနဲ့ဒီတော့ဘယ်နဲ့တရားဖြစ်ဖြစ်တောက်တော့အခါခါငါ့ကိုအောင်ပြီးတရားဖို့တောက်ဖို့ရပြီးမှထားတဲ့နိုင်ဒီယေရှုတရားကားတဲ့ပုံမှာပြီးတော့အရာများအောင်ပြီးတရားရဲ့အတူတူကတောက်တော့ကြပါစို့အနေနဲ့ဒီကိုနေပြီးဆုံးအောင်တော့မိသားရှင်ဖခင်ကိုရောယေရှုတင်ပါ၏ကိုရှင်ဖခင်သာသမီတို့ရဲ့အဖြစ်ကိုရှင်ဖခင်လို့စကူကားတဲ့ပုံမှာကိုရောပြီးတော့ပြုခြင်းအဖြစ်ဒီနေ့ဖခင်ရဲ့ရှိနိုင်ပြုစဉ်လက်ရှိတော်ကိုထောက်တော်ဖြစ်စေတဲ့အတွက်ကိုရှင်ဖခင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါ၏အသွေးတော်နာခြင်းမရှိတဲ့အပြည့်စုံခြင်းမရှိကိုရောတော်တော်မူသောအသွေးတော်အဖြစ်အပြည့်စုံခြင်းရရှိတော်သာသမီများထာဝရကယ်တင်ခြင်းကိုရရှိတော်သာသမီများဖြစ်စေတဲ့အတွက်ဖခင်ရဲ့ယေရှုတော်ကိုချီးမွမ်းပါ၏ဒီနေ့ကိုရဲ့အသားကိုဆောင်တော်ကိုအသွေးကိုဆောင်တော်ဤစတိရေကိုသခင်ယေရှုရဲ့တော်နာမ၌သာသမီတို့အတူတူပါလုံးဆောင်ကြပါ၏အာမင်closing service မှာအမှန်တည်းဒီဆောင်ပြီးလို့ပြန်တဲ့ကျွန်တော်ဆွေးဆောင်တင်ချက်ဖြစ်ပါတယ်ဒီအတိုင်းပဲကျွန်တော်တို့ကလည်းပြင်ကြရမှာဒီနေ့2025ချက်ပြန်ဒီရဲ့ personal closing service မှာကျွန်တော်တို့ကလည်းဖြူဝါလာနိုင်တော့ကျေဝါဆိုင်ကစားဘုံလို့တာဝန်ယူဆောင်ပြီးခဲ့တာကြည့်ရတဲ့အခါမှာဒီလိုမျိုးလုပ်ခဲ့တာကြာလာပြီပေါ့နော်ဒီပေါင်း25ကြာပြီးပါပဲလားတခြားအရင်တော့ကတော့ graduation service မှာ graduation ဒီကတော့အနိုင်ကိုဆောင်ရှိတယ်နောက်ပိုင်းဒီနောက်ပိုင်းမှာကျွန်တော်ဒီ graduation ဒီအားလည်းရှိတော့ပြရတယ်ဝေးကြပါတော့ဒါဆိုဒီနေ့ကဲပဲနောက်တစ်ချက်သားဒီနေ့လည်းကိုယ့်ရဲ့လူကြီးအမကြီးဒီနောက်ပြရတယ်ဆိုတော့တော်တယ်ပဲကောင်းကင်ဘုံမရောက်ခင်မှာဒီပြရတဲ့ကောင်းကင်တမန်ဒီလိုတော့မြင်ရတယ်ဆိုတော့အရင်အားချတော့ကြည့်ကြတာနော်တော့ဘယ်ကြီးတော့ကြာတော့အခုချိန်မှကြည့်နေလို့တော့ပါโอเคပါပြောစရာဒီတက်လိုက်ပြီးတော့ပြောစရာရမ်းတယ်ကိုယ့်တက်တာလည်းမနေတော့ဘူးစာသင်ခဲ့တဲ့ပေါင်းအစိတ်တော့ရှိပြီဆိုတော့လူတန်းလူလာပါဒီမှာကြီးပါပြောရတဲ့အနာဆက်โอเคပါဒီကျွန်တော်ရဲ့ chairperson ဒီကျွန်တော်ရဲ့ worship မှာလည်းပဲเนาะကျွန်တော် celebrate ချင်တယ်နော်ဒီစီကြောင်းက theology ကိုခက်တင်တင်နေတာဘာလို့ဒီမှာအဆူရပဲထွက်တယ်အော်ဒီကျွန်တော်ဆက်ဒီလမ်းကြောင်းပြောမှာပဲအားဟုတ်ပါတယ်ဒီလိုအခုဆရာကြီးလည်းလူကြီးရှင်းနေတယ်ဆိုတော့သူကစလိုက်ပေါ်တယ်ကျွန်တော်လည်းဆက်ဒီဝင်နေတယ်ကတော့ဆရာမရလို့ဆိုရင်ဆရာမလို့ဆိုဆရာ
ဆက်ဖို့မှအတင်ပြီးရတယ်ဆိုတော့ဘယ်ချက်လိုက်လဲပေါ်တော့ဆက်ရတာတော့ဒီစီစီကနေ what class level position တွေတော့အဲ့ဒါဆက်ရတော့တဲ့ဟာဒါလည်းပေါ့နော်ခုချက်တော့အကြောင်းကိုကြားလိုက်မွေးထုတ်နေတယ်ဆိုတာတကယ်ဆက်ရတော့ပေါ့နော်ခုချက်ပါဒီစီစီကျောင်းသားတွေမှာတော့ကျွန်တော်တမိုင်းတောက်လျှောက်မှာနော်တော်တဲ့အပိုင်းတစ်ခုလည်းရှိတယ်အဲ့ဒါအားကစားတော်ကြတယ်ကျွန်တော်ဒီကျန်းစာကျောင်း seminary hill seminary club လို့ခေါ်တာ seminary club seminary club အဲ့ဒါကျောင်းအကြီးကြီးမှာဒီမှာ seminary ပဲဒီလားဒီမှာဒီစီကျောင်းသူကျောင်းသားတွေ20-30လောက်နဲ့ဒီမှာအရာကျော်ရှိတဲ့ကျောင်းသူကျောင်းတွေကျွန်တော်နိုင်ခဲ့တာပေါ့နော်ဆိုတော့ဒီမှာလည်းပဲစနေနေ့တော့ဆိုတရားဟောပဲကောင်းတာမဟုတ်ဘူးနော် music ပဲတော့ဟိုကတော်ဒီပေါ်လူကောင်းတာနော်ဘာလို့ဆိုတော့ကြည့်လိုက်ရင်ဘုဒ္ဓဘာသာစကန်တဲ့နေရာကိုခမ်းမှန်တာကတကယ်လည်းဝင်ချင်တယ်ဘုလိုဝင်တယ်ဘုဒ္ဓဘာသာစနေနေ့နဲ့ပဲဒီကံတော့အဲ့တော့ခဲလာပါဘာဝတာပြီးတဲ့ဒီညတော့လည်းခေါ်ရအောင်ဒီမှာကားဆန်လို့နော်ဘာလဲမှန်မှန်ပါတော့နော်ဒီမှာဒါလည်းကက်ဆွေနော်ဆက်တိုက်ရတာပဲနော်ကျွန်တော်စီမီဒီဒါဆိုနော်ဒီနောက်ပိုင်းကျတော့ကျွန်တော်အားကောင်းပြီမဲ့ပွဲတွေမရှိတော့နော်ကျွန်တော်ရပါခွင့်မရှိသွားဘူးနော်ဒီမှာလည်းအများကြီးတော့ပါတယ်ဒီနည်းနဲ့တစ်ခါတော့အလံနိုင်တဲ့ဒါနဲ့တဲ့တော့ဆက်နေတာပါမှာဆိုရင်တော့ဆက်ရှိပါလားတော့ပါနေစေ။တဲ့ဘက်မှာဆိုဒီစီဆလာနဲ့တော့ဆောင်ပြတင်လို့ရတယ်။ဒီရတဲ့ရှိတယ်။ဒီစီစီရဲ့အစင်လာတခုပါပဲ။ဟုတ်ပြီ။လူစစ်ကြောင်းဒီတော့ရအောင်အကစားကြောင်းပြီးတော့ Okay ကျွန်တော် first base pioneer တဲ့ကနေကျွန်တော်မြို့သမီးတယောက်ကလည်းပဲ ordination ရတော့ဆက်မှာဒီရတယ်ဆက်မှာအားရလို့ရှိရင် LBC ကဒီမှာဆက်မှာဒါဆိုတော့ VAE ရမှာလည်းတကယ်ဒီတော့ဒီဆောင်နေတဲ့ရတာဝန်တာရဲ့လို့ရှိရင်တို့ဟိုမြန်မာနိုင်ငံဒီစံထုတ်ချုပ်တင်းချုပ် MBC MCC မြန်မာနိုင်ငံပြန်တင်တော့လက်ကောင်စီပေါ့နော်မှာလည်းပဲကျွန်တော်လည်းပြရတယ်လို့ပေါ့နော်မြန်မာပြည်မှာပဲရှိသလားမဟုတ်ဩစတြေးလျကိုလည်းနာမည်ရှိတယ်နော်ဝေးကိုလည်းရှိတယ်နော် US ကိုလည်းပိုတော့များသေးတယ်ပေါ့နော်နိုင်ငံခြားတော့ကြွားတာလည်းပေါ့ကျွန်တော်တို့ပါဆိုတော့တရားကဘာလို့ကျွန်တော်ဒီစီစီလာနိုင်လို့တော့ဒါမြန်မာနိုင်ငံမှာအရှိဘဲတော့အနောက်ဘဲတော့နော်ဒီခိုင်နေတော့အရှမ်းကိုတော့အချီမန္တလေးအလဲမှာဟိုဒီလိုပါနေရာတိုင်းမှာကျွန်တော်ရတာဒီရှိတယ်ပေါ့နော်ကျွန်တော်အားရဘွားစားလို့ရမှာအားလို့ကတော့နိုင်အရင်ချွေးချင်တယ်ရောက်လာတယ်အလနာဒီကတကယ်ကိုကြောက်လဲချစ်တယ်ဆရာဆရာမတွေလည်းချစ်ကြတယ်တကယ်ကျေးဇူးတင်ပါတယ် second semester closing studies suggestions ထားပေးပါလို့အဲ့ဒါဆိုင်ရေးကြီးဆုံးကတော့နော်မကြခင်မှာ Ethical accreditation လာဖြစ်ပါနော် Ethical accreditation မှာ alumni ဖွဲ့စည်းနေတဲ့တွေ့လို့ရှိတယ်ဒီနေ့လာတဲ့လူအားလုံးရဲ့ဒီမှာအကျဉ်းကိုပြရအောင်ဒီကလည်းပဲဂျူနီပြီးတော့လုပ်ပြထားမယ်တရားတွေထဲမှာဒီချက်ထားပြီးပါနိုဝင်ဘာ9 ရက်နေ့နော်လည်းနိုင်ငံဒီမှာလို့အား9 ရက်နေ့ဖြစ်ပါတယ်လို့ဒီမှာကျွန်တော်မတိုင်အိမ်မတိုင်တော့တစ်ခေါက်တော့ဒီချက်လို့လည်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးလည်း orientation ဒီပေါ်တော့လူချိမတွေ့တော့မှ zoom နဲ့ပဲဖြစ်ဖြစ်တော့တော့ဒီကိုလမ်းနိုင်ဆက်စုပြီးနော်ဆက်စုပြီးဆက်ထားစုဆက်စုပြီးဒီမှာဆရာမှာပါအိုင်လေးပေါ်တော့ဟိုဆောင်ပြီးမှဖြစ်တယ် relation ဒီမှာတော့ foreign တွေလည်းပါဖြစ်တယ်ကြောင့်လမ်းနိုင်လည်းကိုယ့်ရဲ့ English စာကိုလည်းနည်းနည်းပြန်ပြီးတော့နော်မိထားပြီးပါဆရာအဲ့ဒါဒီက
တော့ဆရာကြီးကလည်းဒီအပိတ်နဲ့လည်းကြားတယ်ဒီ sensitive ကတိုင်းခံပြီးပဲဖြစ်ဖြစ်ပေါ့နော်ရန်ကုန်စီလေးပဲကျွေးတာများတယ်ပေါ့နော်အခုကဒီအလားနိုင်တဲ့မယ်ဆိုတော့ရောက်ရာနဲ့စမိုင်းနဲ့ရာနဲ့စေဝိကျန်တော့ခမင်းစားကြတယ်ဆိုတော့ဒီတယောက်တည်းကမကြည့်နိုင်တော့ဘူးနော်အကြောင်းတော့နေတဲ့ဒီကျွန်တော်အဆောင်မှာနေတဲ့အကြောင်းတို့ကြောင့်ကနေလည်းဆရာရဲ့ဝတ္တမစားရတဲ့အကြောင်းဘာပဲဆက်စုကြည့်လို့စတဲ့ဘာလို့ဒီဘာသာလေးကျွန်တော်ယူရဆိုတော့ဘာလို့ဝဲဘောနော်ဒီစားဝဲလက်ဖြစ်တဲ့အခါမှာကျွန်တော်ဒီစားဝဲကတော့ဝဲဟိုကျူစုပြီးတော့ဟုတ်လားဒီဝတ္တစားမယ်ဒါလည်းဝတ္တကြည့်တဲ့ချက်ပါဘူးဝတ္တမစားရဲ့ပြီးတူတဲ့တကယ်ကြီးဒီရှိတဲ့ကြားမှာဆက်โอกาสဆက်စုပြီးဆိုတော့တဲ့ဒီဝတ္တစားလို့ရှိပါဘူးအားဆက်တဲ့ဒီရဲ့ဒီကောင်ပဲကျွန်တော်တို့ရည်တည်တယ်ချက်တယ်ချက်ပါတယ်ချက်တယ်ကဲတစ်ခွက်စားချက်ပါတယ်တစ်ခွက်စားချက်တိုင်းကအရောက်နဲ့စေစားဆိုတော့ဟင်းခွက်နဲ့ပဲနော်ရောပြီးတော့စားလို့ဘာလို့လဲဆိုတော့ဟုတ်ပါဘူးအားရပါစားတော့ဒီဘယ်လိုပဲကျူဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲဒီနာနဲ့ဖြစ်တယ်လမ်းနိုင်တဲ့ကျွန်တော်ဒီကြံပါရေးပြီးဆောင်စားလို့ဖြစ်ပါတယ်စကစီစားလာနိုင်ကကျွေးနေစင်တယ်ပဲကျွေးလို့ရတဲ့အကြောင်းလေးပဲဒီနေ့တော့တော့တဲ့လူတွေဖြစ်ပါတယ်ဒီပါဆိုတော့ဒီဆွေးနွေးကြမှာအားလုံးဒီမှာစားပဲတဲ့ဒီလိုနဲ့ဒီလိုစကားကျွန်တော်ပါတယ်ကျွန်တော်ဒီနေ့ချက်တဲ့နေ့ဒီကြောင်းပြတော့ပဲဆိုတော့ဒီနေ့တခါတည်းဒီနေ့မရဘူးမဟုတ်ပြီကျွန်တော်မနေ့ကဒီစာပြီးဝဲပြီးတော့ဖြစ်တဲ့အတွက်ကြောင့်Tuesday မှာ October September 30ပါပဲစာပြီးဝဲပြီးမှဖြစ်ပါတယ်နော် next week Tuesday မှာပြီးမယ်နော်ဆိုတော့ကျွန်တော်စာပြီးဝဲအချက်ခင်ပြီးတော့ပဲကျောင်းကတစ်ပတ်နဲ့နှစ်ပတ်ပြင်မှာဖြစ်တယ်ကျောင်းတစ်ရက်ကတော့အားလုံးဒီတဲ့တဲ့အဲ့ဒီပြန်လာတယ်မှာဒါ October 1 to ဆက်တယ်ပေါ့နော်ဆက်တော့မှကျောင်းပြန်တော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ဟိုပေါ့နော် accreditation ဒီဆက်လို့လုပ်ရအများကြီးရှိတဲ့အတွက်ကြောင့်စာတမ်းတင်တာပေါ့နော်နေ့တိုင်းကျောင်းတက်ဆိုတော့အကဒီလည်းရှိတယ်နော်အကဒီလည်းတင်ရမှာရှိတယ်ကျောင်းကိုတက်ရှိလို့လည်းရှိတယ်နော်လည်းဒီမှာလည်းပဲဆရာကကြီးစားပြင်ဆင်မှုနော်လူကတော့ဆရာရှင်တော့လည်းဒီစာကြည့်မှုလို့လည်းခက်တယ်ဆိုတော့မလုပ်တဲ့ဆရာအများကြီးခေါ်လို့ပြောတာနော်အဲဒီမှာလည်းကြီးကျယ်နော်စပွဲဒီပုတ်ဆယ်ဒီမလုပ်တဲ့ပုတ်ဒီအော်တိုဘာကြောင့်ပြည့်တာဒီလိုဒီလိုဆိုတော့လည်းဟိုတယ်လည်းအလမ်းနိုင်လည်းပါဝင်ပြီးလို့လည်းရပါတယ်နော်ပြေပေါ်ပါတယ်ဒါကကြောင့်ပြည့်တယ်နော်ဟုတ်ပြီဒီနေ့က first semester the last chapel service ဖြစ်ပါတယ်ကျွန်တော်ပြည်နယ်ထဲမှာtimetable ထဲမှာတာဝန်ပေးထားတဲ့ဒီစီပစံကတာဝန်ကြားခဲ့တော့ပဲပေါ့နော် CCD ဒီလိုကြောင့်ယူသွားတဲ့ postpone လုပ်တဲ့ဒီ second semester မှာဆက်ပြီးတော့ဒီတိုင်းပဲသွားမယ်ပေါ့နော်အဲ့ဒီအစီအစဉ်နဲ့ပဲဒီ chairperson တရားဟောချက်ဒီခုဆုံးနေပေါ့နော်အဲ့ဒီအစီအစဉ်ကိုကျူးနေပြီးတော့ဟောတယ်။ကျောင်းသားကောင်စီကနေတော့အချင်းချင်းရှိပါလား။ရှိတယ်နော်။အဲ့ဒါပြီးတဲ့အခါမှာအစားတော့လို့မဟုတ်ဘူး။ဘယ်လိုဆွေးနွေးပြီးလို့နော် sorry ဟုတ်ကဲ့အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ DCC အကြောင်းမှာပြန်တင်နေတဲ့ကျောင်းသားအသစ်တွေနဲ့အတူပေါ့နော်ဒီကျွန်တော်ရှင်ကလူကြီးရဲ့အားကြီးလို့ဒီနိုင်ကျောင်းသားတွေကနေပေါ့နော်အဲ့လိုမျိုးနှွေးထွေးတကယ်ကိုနှွေးထွေးတဲ့ပေါ့နော်အစီအစဉ်လေးတစ်ခုကိုအဲ့လိုမျိုးစီစဉ်ပြတဲ့အတွက်လည်းစီစဉ်ပြတဲ့ဆရာမတွေပေါ်မှာရောကျောင်းသားကျောင်းကိုဒီကျောင်းသားဟောင်းတွေပေါ်မှာရောနော်ဒီကိုချိုးတင်ရှိကျောင်းကျေးဇူးတော်ပြလိုပါတယ်နော်
ပြီးတော့ကျွန်တော်အဲ့လိုမျိုးခုနကကျွန်တော်ပြောသလိုပဲဆက်စမတို့တကယ်ကိုဒီလုပ်ငန်းခွင်မှာကျွန်တော်တို့ဒီလိုမျိုးနေရာအဝန်ကြီးကြီးတွေယူနေတဲ့ဟာကိုကျွန်တော်သိရတဲ့အခါပါပေါ့နော်ကျွန်တော်ဘက်ကနေအခုအချိန်မှာကျွန်တော်တနည်းလို့ကျွန်တော်တို့အများအားအိမ်မက်နေတဲ့ဟာတွေကအခုကျွန်တော်မြင်နေရတဲ့အရာတွေပေါ့နော်အဲ့လိုတွေဖြစ်တဲ့အတွက်ကျွန်တော်တို့အမတန်မှဝန်တာပါတယ်လို့ပေါ့နော်ကျွန်တော်တို့ကျောင်းသားတွေကနေကျောင်းသားအားလုံးကိုစားကျွန်တော်တို့ပေါ်ပြလိုပါတယ်တစ်ဖက်ကနေကျွန်တော်တို့ကျောင်းသားတွေပေါ့နော်ခဏအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီဘုဒ္ဓအစီအစဉ်ပြီးသွားတဲ့အခါမှာပေါ့နော်အားလုံးအထူးသဖြင့်ယောက်ျားလေးတွေမပြင်သေးပဲနဲ့ပေါ့နော်ကျွန်တော်တို့ဝတ်စုံကိစ္စပေါ့နော်မရွေးစရာရှိလို့အားလုံးနဲ့ပုံနဲ့ရွေးရမှာဖြစ်တဲ့အတွက်ကျောင်းသားယောက်ျားလေးများပြန်ပြီးပဲနဲ့ခဏထိုင်ကြည့်ကြဖို့ပေါ့နော်အဲ့ဒါလေးမှာရှင်းပါတယ်အားလုံးကြည့်ရပါတယ်ဟုတ်ကဲ့ဒါဆိုတို့စားပြီးပါပဲပေါ့နော်ယောက်ျားလေးများစားပြီးတောက်ပြီးပါပဲဒီအပေါ်ကိုပြန်တက်ပြီးကြပါနော်အဲ့ဒါပြီးရင်ခဏလေးပဲဖြစ်ပါပါနော်ကြည့်ရပါတယ် Oh
ချင်းမင်္ဂလာပြောပြပြီးဒီနေ့ CCT ကျောင်းမှာ2025နဲ့2026 first semester ဒီလိုရှိလို့ပြန်လာဘုလိုဦးဆောင်တဲ့စာကျင်းတဲ့စာရှမများပေါ်နေတော့ကောင်းကျောင်းသားများရောက်စီတိုင်းပေါ်နေတော့ကောင်းအသေးတော်ပေါ်နေတော့ကောင်းအလံနိုင်ရတဲ့တယောက်ပါဝင်တဲ့ဆရာဆရာမရောက်စီတိုင်းနဲ့သက်ဆိုင်တော့တယောက်စီတိုင်းပေါ်မှာယခုမှစရကာလစဉ်ဒီရှိနေပါစေတော့ đi lên 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 lên